Hello everyone, ciao tutti, အားလုံးပဲမင်္ဂလာပါရှင်။ဆရာတို့ဒီနေ့စလိုက်မဲ့သင်ခန်းစာကတော့အခြေခံတရားဖြစ်ပါတယ်နော်။ဒီအခြေခံတရားကိုရောက်ဖို့အတွက်အခြေကိုရောက်လာဖို့အတွက်ကျွန်တော်တို့ပဲလွန်ခဲ့တဲ့တစ်ပတ်လုံးကိုအသုံးပြုပြီးတော့ခရီးပြူဥတီပြီးတော့နောက်ဒီနေရာကိုရောက်လာခဲ့ကြပါတယ်နော်။တရားဆိုတာဘာလဲ။တရားဆိုတာစကားလုံးတွေကိုအဖြစ်လေစနစ်တကျစီစဉ်ပြီးနောက်ဝက်ချတိဆောက်တာမြန်မာစကားမှာလည်းတချို့တွေကဘာဖြစ်လဲစကားပြောတဲ့အခါအစမရှိအဆုံးမရှိပြောတဲ့အခါတွေရှိတယ်ဟဲ့နင်ပြောတာနားမလဲပါလားအစမရှိအဆုံးမရှိနဲ့ဒီလိုပဲဖြစ်လဲဝက်ချတိဆောက်ပုံဆိုတာရှိတယ်နော်ဆိုတော့ကျမတို့ကအဲ့ဓာတွေကိုဘယ်လိုလုပ်ခေါ်မလဲဆိုတော့ဖြစ်လဲအခြေခံအုတ်ခဲလေးလုံးလို့ခေါ်နော်အခြေခံအုတ်ခဲလေးလုံးလို့ခေါ်မယ်ဒါက noun ဆိုတဲ့နာမ်ဖြစ်မယ် Italian လို့ il sostantivo verb ဆိုတဲ့ကရိယာ il verbo adjective နာမဝိသေသန adjectivo adverb ကရိယာဝိသေသန adverbio ပြောချင်တာကနာမ်ဆိုတာဘာဖြစ်လဲသက်ရှိသက်မဲ့အရာအလုံးတွေရဲ့အမည်ကို noun နာမ်လို့ခေါ်ပါတယ် verb ကရိယာဆိုတာဘာလဲဆိုတာလှုပ်ဆောင်ချက်တစ်ခုကိုပြ action လှုပ်ဆောင်ချက်တစ်ခုကိုပြသလိုတည်ရှိနေတာကိုလည်းပြပါတယ်နောက်တစ်ခါ adjective ဆိုတာနာမဝိသေသနနာမဝိသေသနဆိုတာဘာဖြစ်လဲနာမ်ကိုအထူးပြုတဲ့ကရိယာနာမဝိသေသနကိုခေါ်တယ်နော်နောက်တစ်ခါ adverb ဆိုတာဖြစ်လဲကရိယာကိုအထူးပြုတဲ့ဝိသေသနာကိုကရိယာဝိသေသနာလို့ခေါ်တယ်။နောက်ဆုံးတော့ပြန်တွဲလိုက်ဒီနှစ်တွဲပဲရှိတော့နာမ်ကိုအထူးပြုတဲ့ adjective က verb ကိုဘာဖြစ်လဲအထူးပြုတဲ့ adverb ကဆိုတာရှိမယ်။နောက်တော့ဒီ adjective တွေ adverb တွေအပိုင်းကိုရောက်လဲဆိုတစ်ခါပို့ပြီးတော့လွယ်သွားအောင်မယ်။ဟောသူတို့ကျတော့လွယ်လေး ly ထည့်လိုက်တယ် adverb ဖြစ်သွားတယ်သိလွယ်တယ်ဒါကြောင့်မလို့ဟဲ့လားဒီအင်္ဂလိပ်စာအခုမှအခြေခံစတင်မဲ့သူတွေနော်အလုပ်လုပ်ဖို့အတွက်အဝေးကြီးကိုခီးသွားနေတဲ့အသားငယ်သမီးငယ်တွေအားမငယ်နဲ့သူများကြားထဲမှာစစ်စင်တဲ့သူဒီနေ့ကဆက်ပြီးနော်ဝက်ကြအခြေခံတရားကိုတိဆောက်လိုက်ကြရအောင်အုတ်ခဲလေးလုံးကိုဘာဖြစ်လဲတစ်ခုပြီးတစ်ခုစီပြီးတဲ့နောက်အပေါ်ကိုတက်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်ရှင်